အားလုံးပဲမင်္ဂလာပါအစီများတဲ့အစားအစာစားပြီးတိုင်းဘိုက်အပေါ်ညာဘက်အရမ်းနာဘူးလားအစာမကြေလို့ပဲထင်နေပေမဲ့တဲကြေအိတ်ထဲမှာကြောက်တယ်နေတာလည်းဖြစ်နိုင်ပါတယ်ဒီယောဂါကအချိန်မီမကုတဘူးဆိုလို့ရှိရင်ခွဲစိတ်ရတဲ့အထိဖြစ်နိုင်ပါတယ်ဒီနေ့တော့ gallstone တဲကြေကြောက်တယ်ခြင်းအကြောင်းကိုလူတိုင်းနားလည်လွယ်အောင်ပြောပြပေးမှာဖြစ်ပါတယ်တဲကြေအိတ်ဆိုတာဘာလဲပထမဆုံးတဲကြေအိတ်ဆိုတာအသေးကထုတ်လုပ်တဲ့တဲကြေအရည်ကိုယာယီတင်ဆဲထားပေးတဲ့အင်္ဂါငယ်တစ်ခုပဲဖြစ်ပါတယ်တဲကြေအရည်ကအစီပါတဲ့အစားအစာတွေကိုခြေဖြတ်ရမှာအရေးကြီးတဲ့ကဏ္ဍကနေကူညီပေးပါတယ်။ဒါပေမဲ့တစ်ခါတရံမှာတဲကြေရည်ထဲမှာကိုလက်စထရောဒါမှမဟုတ်တခြားဓာတ်ပစ္စည်းတွေစုပုံလာပြီးတော့မှကြောက်တယ်လာနိုင်ပါတယ်။ဒီကြောက်တယ်တာဘယ်သူတွေမှာပိုဖြစ်နိုင်လဲ။ gallstone ဖြစ်နိုင်ခြေပိုများတဲ့လူတွေကအသက်40ကျော်တဲ့လူတွေအမျိုးသမီးတွေအဝလွန်တဲ့လူတွေကိုလေးချိန်ကိုအချိန်တိုအတွင်းမှာအလျင်အမြန်ရှော့ချတဲ့လူတွေအစီများတဲ့အစားအစာတွေကိုမကြာခဏစားတဲ့လူတွေမိသားစုထဲမှာ gallstone ဖြစ်ဖူးတဲ့သူရှိတဲ့လူတွေဆိုလို့ရှိရင် gallstone ဖြစ်နိုင်ခြေပိုများပါတယ်။ဒါဆိုရင်ဒီတဲကြေအိတ်ကြောက်တဲ့လက္ခဏာတွေကရောဘာတွေလဲ။တချို့လူတွေမှာလုံးဝလက္ခဏာမပြဘဲနဲ့လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့လက္ခဏာပေါ်လာပြီဆိုလို့ရှိရင်အစီများတဲ့အစားအစာစားပြီးတဲ့နောက်မှာဘိုက်အပေါ်ညာဘက်ကအရမ်းနာတာဖြစ်နိုင်ပါတယ်။နာကျင်မှုကကြောဘက်ဒါမှမဟုတ်ညာဘက်ပခုံးဘက်ကိုပြန့်နှံ့သွားတာလည်းဖြစ်နိုင်ပါတယ်။အန်နာတို့အော့အန်နာတို့လည်းဖြစ်နိုင်ပါတယ်။နာကျင်မှုကပြီးရင်မိနစ်30ကနေနိုင်တနိုင်လောက်ထိကြာနိုင်ပါတယ်။ဘယ်လိုအန္တရာယ်တွေဖြစ်နိုင်လဲ။ကြောက်ကတဲကြေလမ်းကြောင်းကိုပိတ်သွားပြီဆိုလို့ရှိရင်တဲကြေအိတ်ရောင်တာဖြစ်နိုင်တယ်။အသားတွေဝါလာမယ်။ pancreas ပေါ့မုံချိုအိတ်ရောင်တယ်။စတဲ့ပြင်းထန်တဲ့နောက်ဆက်တွဲယောဂတွေဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုကာကွယ်မလဲ။အစီများတဲ့အစားအစာတွေကိုရှော့စားရပါမယ်။ဟင်းဒီဟင်းရွက်အသီးနှံနဲ့အမြင့်သက် fiber များတဲ့အစားအစာတွေကိုပိုစားရပါမယ်။ကိုယ်လေးချိန်ကိုကျန်းမာတဲ့နှုံးနဲ့ထိန်းထားရပါမယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ရပါမယ်။ကိုယ်လေးချိန်ကိုအချိန်တိုအတွင်းမှာအလျင်အမြန်မလျှော့ပါနဲ့။ဘယ်အချိန်မှာဆရာဝန်ကိုပြသင့်လဲပေါ့နော်။ဘိုက်အပေါ်ညာဘက်ကအရမ်းနာပြီးတော့မှမတက်တာဘူးဆိုရင်ဖျားမယ်ချမ်းတုံပြီးတော့မှဖျားရင်အသားဝါတယ်မျက်လုံးတွေဝါလာရင်စက်တိုက်အန်နေပြီးအစားလည်းမစားနိုင်တော့ဘူးဒီလိုလက္ခဏာတွေရှိလာပြီဆိုလို့ရှိရင်အရေးပေါ်ဆေးရုံကိုအမြန်တွားပြီးတော့မှစစ်ဆေးကုသမှုခံယူသင့်ပါတယ်။ gallstone ကအစပိုင်းမှာလက္ခဏာမရှိဘဲနေနိုင်ပေမဲ့လက္ခဏာပေါ်လာတဲ့အခါပြင်းထန်တဲ့နောက်ဆက်တွဲယောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မလို့အစီများတဲ့အစားအစာစားပြီးတိုင်းဘိုက်အပေါ်ညာဘက်နာနေတယ်ဆိုလို့ရှိရင်အစာမကြေလို့ပါဆိုပြီးလစ်လျူမရှုထားပါနဲ့။အချိန်မီစစ်ဆေးကုသတာတင့်ကျန်းမာရေးကိုကာကွယ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းပါ။ဒီဗီဒီယိုကအသုံးဝင်တယ်ဆိုလို့ရှိရင် like and share လုပ်ပြီးတော့မှမိသားစုနဲ့တကယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါ။ gallstone နဲ့ပတ်သက်ပြီးမေးချင်တာရှိရင် comment မှာရေးထားခဲ့ပါ။နောက်ထပ်ယုံကြည်စိတ်ချရတဲ့ကျန်းမာရေးဗဟုသုတတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့။အားလုံးကျန်းမာကြပါစေ။ကျွန်တော်ကတော့ယောဂါတွေကိုကာကွယ်ဖို့အမြဲပြောနေမယ်ဒေါက်တာနေထက်အောင်ပဲဖြစ်ပါတယ်။